အတိပတိလမ်းမပေါ်မှာရှောက်ဖူးခဲ့ပါသည်ကံခေါ်ပင်အောက်ကခုံရမှာထိုင်ဖူးခဲ့ပါသည်သူရကျွန်တော်ရဲ့ချစ်နေစမနေကကြောင်းကလည်းလူမရှိလုံးလိုက်ရှာသည်ဒူလန်းထဲတောင်ရောက်ခဲ့ပြီဘယ်စီကိုညာဖြောင်းလို့သွားခဲ့သည်ရက်ကွက်ထက်ကလူတွေလာပြီးပြောနေသည်နောက်တစ်ယောက်တွေ့သွားလေပြီဒါတော့မဖြစ်နိုင်ဘူးမတူတော့မတန်တော့တွက်ကချင်ကသူမိပါများကတနေ့တစ်ချိန်ပဲပုံမှာပါအပေါင်းတင်များရောင်ရင်များမင်းရဲ့ခေါ်ထားအကြောင်းကြားပေးကြပါတွေ့ရင်ပြောကြပါလေယေရှုစပ်ပါမီလက်ခံထားတဲ့သူတွေတရားဆွဲဆိုမီနိုင်ငံတော်ပြည်စေချင်အချင်းနဲ့ပတ်သက်တဲ့ခုံရုံလေးဖွင့်ပါများကျွန်တော်ချစ်တဲ့သူကြောင်းလို့သွားပြီကျွန်တော်ရှာပေမဲ့အခုချစ်မတွေ့တော့ဘူးဒီပတိလမ်းမပေါ်မှာရှောက်ဖူးခဲ့ပါသည်ကံခေါ်ပင်အောက်ကခုံရပါထိုင်ဖူးခဲ့ပါသည်သူရကျွန်တော်ရဲ့ချစ်နေစမမရေကကြောင်းတဲ့သူမရှိလို့လိုက်ရှာသည်ဒူလန်းတဲ့တောင်ကြောက်ခဲ့ပြီဘယ်စီကိုညပြောင်းလို့သွားခဲ့သည်ရက်ကွက်ထက်ကလူတွေလာပြီးပြောနေပြီနောက်တစ်ယောက်တွေ့သွားလေပြီဒါတော့မဖြစ်နိုင်ဘူးမတူတော့မတန်တော့တွက်ကချင်ကသူမိပါများကတနေ့တစ်ချိန်ပဲပို့မှာပါအပေါင်းတင်များနဲ့ရောင်ရင်များနဲ့ဒီရဲ့ခေါ်ထားအကြောင်းပြပေးကြပါအတွေ့ရင်ပြောကြပါလေယေရှုစပ်ပါမီလက်ခံထားတဲ့သူတွေတရားဆွဲဆိုမီနိုင်ငံတော်ပြည်စေချင်တဲ့အချင်းနဲ့ပတ်သက်တဲ့ခုံရုံလေးဖွင့်ပါကများကျွန်တော်ချစ်တဲ့သူပြောင်းလို့သွားပြီကျွန်တော်ရှာပေမဲ့အခုထိမတွေ့တော့ဘူးအတွေ့ရင်ပြောကြပါလေယေရှုစပ်ပါမီလက်ခံထားတဲ့သူတွေကိုတရားဆွဲဆိုမီနိုင်ငံတော်ပြည်စေချင်တဲ့ရှင်နဲ့ပတ်သက်တဲ့ခုံရုံလေးဖွင့်ပါကများကျွန်တော်ချစ်တဲ့သူပြောင်းလို့သွားပြီကျွန်တော်ရှာပေမဲ့အခုထိမတွေ့တော့ဘူးကျွန်တော်ချစ်တဲ့သူပြောင်းလို့သွားပြီကျွန်တော်ရှာပေမဲ့အခုထိမတွေ့တော့